လောက်တော်လောကကြီးကိုဘလောက်ဖဲကြိုပြုနောက်ဆုံးတစ်ချိန်ကျတော့လောကကြီးကထွက်ပေးရမယ်ကောဘဝတစ်ခုမှာကြာရှိစွာရပ်တိုင်နေမှုမရှိဘူးထွက်ခွာပေးရတယ်အဲ့ဒီထွက်ခွာပေးရခြင်းဟာသိဆုံးရခြင်းပဲဖြစ်တယ်ပေါ့ရထားတဲ့ဘဝတစ်ခုရဲ့အဆုံးသတ်လုံးဝမကောင်းဘူးဖះလောင်းတွေကအဲ့ဒီအဆုံးသတ်ကိုကြည့်ပြီးတော့အသိပညာရှိတဲ့ပုဂ္ဂိုလ်လောကကိုဆင်ញင်သုံးသပ်တယ်သူတို့ရဲ့ဆင်ញင်သုံးသပ်ပုံလေးကိုကြည့်လောကကြီးဟာစိတ်ပြည့်စရာကောင်းလိုက်တာမွေးလာရပြီးတော့သိရတယ်လို့ဖြစ်ရသေးတယ်သိပြီးတော့လည်းနောက်တနေ့ပြောင်းရွှေ့ပြီးတော့မွေးရပြန်တယ်မွေးရပြီးတဲ့အခါတစ်ခါပြန်ပြီးတော့သိရပြန်တယ်ဖြစ်ချင်းဥခြင်းသိဆုံးခြင်းမွေးဖွားလာရတာလည်းအခက်ခဲမျိုးစုံပဲမွေးဖွားလာပြီးတဲ့နောက်ဟောဟာတဖြည်းဖြည်းရင့်လာပြီးတော့ဥမင်းလာခြင်းဟာလည်းပဲခက်ခဲတစ်ခုပဲဒါသိလို့မရတဲ့အရာတစ်ခုပဲဥမင်းပြီးတော့နောက်သိဆုံးသွားရခြင်းဆိုတာဟာလည်းပဲဒါသိလို့မရတဲ့အရာတစ်ခုပဲအိုးတဲ့နီလန်ခဏတည်းအောင်ရှာကြလို့မရသေးဘူးကျိုးစားနေကြတော့မယ်ဘဝမှာထာဝရနေဖို့ဆိုပြီးတော့လောကအတင်းထာဝရနေဖို့ဆိုလူတွေဟာတတ်နိုင်သမျှကျိုးစားနေကြစိတ်ပညာဘက်ကလည်းပဲစိတ်ပညာနဲ့ကျိုးစားနေတာပဲခါထာမန္တရားဝိဇ္ဇာတပညာတွေကလည်းပဲကြိုးစားနေတာဟောမသိဘူးကြိုးစားကြတာပဲအလုံးသို့တော့ခဏထီအောင်မြင်တယ်ဆိုတာမရှိဘူးလောကမှာအသိဉာဏ်ရှိဆုံးပုဂ္ဂိုလ်လို့ခေါ်တယ်မြတ်ဗုဒ္ဓကတောင်းတိတိကျကျဖွင့်ထုတ်ပြီးတော့ပြောသွားတယ်နတ္ထိသာတတ္တအမရဏံမွေးလာပြီးမသေးတဲ့လူဆိုတာမရှိပါဘူးလို့ပြောတာမရှိဘူးလို့ပြောတာတိတိကျကျပြောတာပဲနော်နတ္ထိသာတတ္တအမရဏံလောကကြီးမှာမွေးဖွားလာပြီးတဲ့နောက်မသေးပဲထာဝရနေတဲ့ပုဂ္ဂိုလ်ဆိုတာမရှိပါဘူးဒါကိုပဲအရှိလုပ်ဖို့ကြိုးစားနေကြတာခဏထိအောင်မြင်တယ်လို့မကြားဘူးသေးဘူးနော်ပုံမြင်နေတာရှိနေတော့မယ်ဒါပုံမြင်နေမှရှိနေတာလူတွေရဲ့ချိုးပန်းချက်နဲ့မျောမှန်းချက်တွေဖော်ပြနေတာသာဖြစ်တယ်အောင်မြင်မှုကိုဖော်ပြတာမဟုတ်ဘူးလူတွေဖြစ်ချင်တဲ့ဆန္ဒလူတွေရဲ့မျောမှန်းချက်လူတွေရဲ့ချိုးပန်းချက်ကိုသာလည်းဖော်ပြတာဖြစ်တယ်အောင်မြင်သွားတာတခုမှမရှိဘူးလောကမှာအသိဉာဏ်ရှိဆုံးလို့ပြောရတဲ့မြတ်ဗုဒ္ဓအသိပဲနဲ့အေးဝေးလာရင်တော့ပရဏန္တံဟိစီဝိတံလူအသက်ဆိုတာသိဆုံးခြင်းမှာပဲအပြည့်တရမှာဖြစ်တယ်လို့တိတိကျကျတိတိကျကျထုတ်ဖော်ဟောကြားပြီးတော့မိမိကိုယ်တိုင်လည်းပဲသိဆုံးခြင်းကိုခံယူသွားတာပဲဖြစ်တယ်ပေါ့အဲ့တော့လောကကြီးရဲ့အခြေအနေကိုကြည့်မယ်ဘုရားလောင်းနေတွေးတယ်လို့ပဲလောကကြီးကစိတ်ပြည့်ဖို့ကောင်းလိုက်တာမွေးလာပြီးတော့တဖြည်းဖြည်းအိုရတယ်အိုပြီးသိဆုံးရတယ်ဖဲရမှမတည်မြဲဘူးနောက်တစ်ခါတနေရာရွှေ့ရပြန်တယ်အဲ့ဒီနေရာမှာလည်းပဲတည်တိုင်းပဲဒါစိတ်ပြည့်စရာကောင်းတဲ့ဖြစ်စဉ်ကြီးတစ်ခုပဲလို့စဉ်းစားတယ်အဲ့ဒါဖះလောင်းတို့ရဲ့
ဝိပဿနာတရားပဲပါဠိဘာသာနဲ့ဟောတာကိုမြန်မာလို့ပြန်ပြတာနော်ပါဠိလို့ဟောတာကိစ္ဆံဝတ္တယံလောကောအပ္ပနောလောကကြီးဟာစိတ်ပြည့်ဖို့ကောင်းလိုက်တာသာယတိစေဝစီယတိစာပရတိစာဖြစ်လာပြီးတဲ့နောက်မှာအိုရတယ်သိရတယ်သောတိစာဥပပစ္စတိစာသိပြီးတဲ့နောက်မှာပြန်မွေးရတယ်စိတ်ပြည့်ဖို့ကောင်းလိုက်တာထာဝရနေလို့မရဘူးအဲ့ဒါဘာကြောင့်ဖြစ်နေရတယ်လဲလို့စဉ်းစားလိုက်တာဩရသေးတာဟာဘာကြောင့်ဖြစ်တာတော့လို့အကြောင်းရှာလိုက်တဲ့အခါသာတိပစ္စယသနာမရဏငါတို့ဩရသေးတာဟာမွေးလာလို့သာဖြစ်ရတာဒါအဖြစ်ထုတ်တာဘုရားလုံးတွေကအဲ့လိုစဉ်းစားတာအဲ့ဒါကိုပဲပရိစ္ဆေသောဘတ်ခေါ်တာနောက်ကြောင်းပြန်လိုက်တော့နော်အကြောင်းရှာတယ်ဘာကြောင့်အိုလဲဘာကြောင့်သေရလဲအကယ်၍လောကကြီးမှာငါမဖြစ်ခဲ့ဘူးဆိုရင်အိုစရာမရှိဘူးသေစရာလည်းမရှိဘူးငါဖြစ်လာလို့သာလဲအိုခြင်းသေခြင်းနဲ့ကြုံရတာဖြစ်တယ်ဒါဖြင့်ဇာတိဆိုတဲ့အဖြစ်တရားဟာဘာကြောင့်ဖြစ်လဲဘဝပစ္စယဇာတိကိုလုပ်ခဲ့တဲ့ဘဝကိုဖြစ်ပေါ်စေနိုင်တဲ့ကံတရားတွေကြောင့်ပဲဘဝကိုတိဆောက်တဲ့ကံတရားတွေကြောင့်ဘဝဆိုတာဖြစ်ပေါ်လာတာဖြစ်တယ်ဒါဖြင့်ဘဝကိုဖြစ်ပေါ်လာတဲ့ကံတရားတွေဟာသူ့ဟာသူဖြစ်ထလာတယ်ဆိုမဟုတ်ဘူးဥပါဒနာပစ္စယဘောဘဝကြီးပေါ်မှာထင်မြင်လွဲမှားမှုနဲ့ဆွဲလန်းမှုဒီနေ့ကိုကြောင့်ဖြစ်တယ်ထင်မြင်လွဲတယ်ဆိုတာအမှန်မသိတာ illusion ဖြစ်နေတယ်အမှန်မသိလို့ရှင် illusion ဖြစ်နေအဲ့ဒါကိုဥပါဒံလို့ခေါ်တယ်ဥပါဒံဆိုတာထိတဏနဲ့ဒိဋ္ဌိကိုခေါ်တာပဲတောင်းဖို့ဘဝကြီးကိုအမှန်တိုင်းမမြင်ခြင်းဟုတ်တယ်လေကိုမြင်တာအမှန်တိုင်းမြင်တာမှမဟုတ်တာတလွဲမြင်နေဘယ်လိုတလွဲမြင်နေတော့ဆိုလူတွေဟာနာမည်တွေအသီးသီးမဲ့ပြီးတော့လေးပဲတွေတတ်ထားတယ်တကယ်ရှိကိုတွေ့ကြည့်ရင်ယုံနဲ့နာမည်ရှိတယ်သူယုတ်ကိုယုတ်သူနံကိုနံရှုပ်တရားနံတရားနှစ်ခုနဲ့ပဲတိဆောက်ထားတာဖြစ်တယ်